မင်္ဂလာပါယနေ့တွေ့တာဆင်ခြင်ဆရာကတော့ကမ္ဘာဖလားကိုစိတ်မဝင်စားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်2018ကမ္ဘာဖလားကိုမှတ်မိကြအောင်မထင်ပါတယ်ရုရှားနိုင်ငံမှာကျင်းပခဲ့တာပါကမ္ဘာဖလားရဲ့ထုံးစံအတိုင်းနိုင်ငံအသီးသီးကဘောလုံးပွဲစဉ်တွေကိုစိတ်ဝင်စားနဲ့အားပေးခဲ့ကြပါတယ်ဒါပေမဲ့တကမ္ဘာလုံးစိတ်ဝင်စားခဲ့တဲ့2018ကမ္ဘာဖလားကိုစိတ်မဝင်စားတဲ့နိုင်ငံတစ်ခုရှိခဲ့ပါတယ်အဲ့ဒီနိုင်ငံကတော့ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထိုင်းကလေးငယ်12ဦးနဲ့သူတို့ရဲ့နီးပြတို့ဟာဂူကြီးတစ်ခုထဲမှာပျောက်ဆုံးသွားခဲ့လို့ပဲဖြစ်ပါတယ်။လူငယ်ဘောလုံးသမား12ဦးနဲ့သူတို့ရဲ့အသင်းကောင်းဆောင်ဟာထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ဂူတစ်ခုမှာ9ရက်ကြာပိတ်မိနေခဲ့တာပါ။ဒီသတင်းဟာကမ္ဘာဖလားသတင်းတွေနဲ့အပြိုင်မီဒီယာစာမျက်နှာတွေမှာနေရာယူခဲ့ပြီးတကမ္ဘာလုံးကလည်းစိတ်လှုပ်ရှားစွာစောင့်ကြည့်ခဲ့ရတဲ့သတင်းဖြစ်ခဲ့ပါတယ်။နောက်ဆုံးတော့ပျောက်ဆုံးနေတဲ့လူငယ်တွေကိုဂူထဲမှာအသက်ရှင်လျက်ပြန်တွေ့ပြီးဆိုတဲ့သတင်းကသူတို့နဲ့သက်ဆိုင်တဲ့မိသားစုတွေကိုဒါမှကတကဘာလုံးကိုစိတ်သက်သာစေခဲ့ပါတယ်။ရာသီဥတုဆိုးရွားပြီးကူတစ်ခုလုံးရေတွေပြည့်နေတဲ့ကြားထဲကနေနောက်ဆုံးမှာတော့သူတို့73ယောက်လုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ရှာဖွေတွေ့ရှိခြင်းနဲ့ပတ်သက်ပြီးတမန်ကျမ်းတဲ့ကဖြစ်တဲ့တစ်ခုကိုလေ့လာဖို့ရှိပါတယ်။ဓမ္မဟောင်းကျမ်းကိုဖတ်ရင်ပထမဦးဆုံးတွေ့ရမယ့်မေခွန်းကသင်သည်အဘယ်မှာရှိသနည်းဆိုတဲ့ဖခင်ရဲ့မေခွန်းဖြစ်ပြီးဓမ္မသစ်ကျမ်းမှာတွေ့ရတဲ့ပထမဆုံးမေခွန်းကတော့ယခုဖွားမြင်သောယုဒရှင်ဘုရင်သည်အဘယ်မှာရှိသနည်းဆိုတဲ့မာကုပညာရှိတွေရဲ့မေခွန်းဖြစ်ပါတယ်ဓမ္မဟောင်းတဲကမေခွန်းကတော့ဖျားကလူကိုလိုက်ရှာတဲ့မေခွန်းဖြစ်ပြီးဓမ္မသစ်ထဲကမေခွန်းကတော့လူကဖျားကိုရှာတဲ့မေခွန်းဖြစ်ပါတယ်ဖျားကလူကိုလိုက်ရှာရခြင်းအကြောင်းရင်းကတော့လူဟာသူ့ရဲ့ပြစ်မှားမှုကြောင့်ဖျားရဲ့မျက်မှောက်တော်ကနေရှောင်ပုန်းသွားတဲ့အတွက်တင်ဒီအပေမှာရှိတဲ့နည်းဆိုပြီးဖျားကလိုက်ရှာခဲ့တာဖြစ်ပါတယ်လူကဖျားကိုလိုက်ရှာရခြင်းအကြောင်းရင်းကတော့ဖျားကလူစီကိုယ်တိုင်ကြွဆင်းလာခဲ့လို့ကျဲအားဖြင့်သူလမ်းပြရာနောက်ကိုလိုက်ရင်းနဲ့ယေရုရှလင်မြို့မှာရှိနေမလားဆိုပြီးပညာရှိတွေလိုက်ရှာမေးခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ပညာရှိတွေရဲ့ဖျားရှာခြင်းခရီးစဉ်အကြောင်းကိုပဲလေ့လာသွားဖို့ရှိပါတယ်ဒီပညာရှိတွေကိုမာကုပညာရှိလို့တမန်ကျမ်းစာကဆိုပါတယ်မာကုဆိုတဲ့ဝေါ်ဟာရကို Greek လို Magos လို့ခေါ်ပြီးအဓိပ္ပာယ်ကပညာတတ် Prohit အထက်တန်းလွှာ Learned and Priestly Class လို့ဆိုလိုပါတယ်ပါရှားတွေကတော့သူတို့ကို Magos လို့ခေါ်ကြပြီးဝိဇ္ဇာဆရာ Magician လို့အဓိပ္ပာယ်ရပါတယ်သူတို့ယူလာတဲ့လက်ဆောင်ပန်းနာတွေဟာအရန်တန်ဖိုးကြီးတာကိုကြည့်ချင်းအပြင်ဒီပညာရှိတွေဟာဥစ္စာဒနာအရာရောဘုံတကူအရာပါအင်မတန်ဩဇာကြီးတဲ့အထက်တန်းလောက်အတိုင်းဝိုင်းတွေကဖြစ်ကြောင်းသိနိုင်ပါတယ်ဒီညမှာသိထားအပ်တဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့တကယ်လို့ဒီဖြစ်ရဟာတကယ်ဖြစ်ရမှမဟုတ်ရင်နောက်ပြီးတကယ်အရေးပါတဲ့ဖြစ်ရတာမဟုတ်ရင်ရှင်မသေးကဒီအကြောင်းကိုခရစ်တော်ရဲ့တတ်တော်စင်ထဲမှာမှတ်တမ်းတင်မှာမဟုတ်ပါဘူးအကြောင်းကတော့ဒီဖြစ်ရဟာနံပါတ်1လူမျိုးရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်ယေရှုဖခင်ကိုဖူးတွေ့ပူဇော်ဖို့ရောက်လာသူတွေဟာလူမျိုးခြားဒေသခြားတိုင်းတစ်ပါးသားတွေဖြစ်ပါတယ်ဒါကသွေးကြီးပြီးလူမျိုးရေးအဆွဲလဲအင်မတန်ကြီးမားတဲ့ဂျူးပရိသတ်တွေကိုရည်ရွယ်ယေရှုပြီးရေးထားတဲ့ရှင်မသေးအတွက်အင်မတန်သတိထားရမယ့်ကိစ္စဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ဒီဖြစ်ရဟာသမိုင်းကြောင်းနဲ့လည်းဆိုင်တဲ့ကိစ္စဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရှင်မသေးကဒီဖြစ်ရက်ကိုဂျေရုရှလင်တစ်မြို့လုံးသိတဲ့ဖြစ်ရက်နန်းတွင်အတိုင်းအဝိုင်းလည်းသိတဲ့ဖြစ်ရက်ကောင်းကင်မှာတောင်ခြေကြီးပေါ်ထွန်းခဲ့သေးတယ်ဆိုပြီးအခိုင်အမာဆိုနေလို့ဖြစ်ပါတယ်တကယ်လို့ဒါဟာတကယ်အဖြစ်မှန်မဟုတ်ပဲလိန်စင်ကြီးဖြစ်နေခဲ့မယ်ဆိုရင်ဒီအချက်တစ်ခုတည်းနဲ့တင်ရှင်မသက်ခရစ်ဝင်ကျမ်းရဲ့ခိုင်လုံမှုနဲ့ယုံကြည်စိတ်ချနိုင်မှုဟာပြတ်ပြဲသွားစရာရှိပါတယ်တတိယအချက်ကတော့ကိုးကွယ်ခြင်းနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်ကျယ်ရီကောင်းကင်တစားတွေကိုကြည့်ပြီးအတိတ်နမိတ်ကောက်တာယုံကြည်ကိုးကွယ်တာမျိုးကိုပညတ်တိကျမ်းကတားမြစ်ထားပါတယ်ဒီနေရာမှာပညာရှိတွေဟာကောင်းကင်ကျယ်ရဲ့အတိတ်နမိတ်နဲ့လမ်းပြမှုကိုကြည့်ပြီးရောက်လာကြတာဖြစ်လို့ဒီကျမ်းကိုဖတ်တဲ့ဂျူးပရိသတ်အတွက်စဉ်းစားစရာတွေထောက်စရာတွေရှိလာနိုင်ပါတယ်ဒါပေမဲ့ဒီလိုစွန့်စားစရာအချက်တွေရှိနေတဲ့ကြားတဲ့ကမာကုပညာရှိတွေယေရှုဖခင်ကိုလိုက်ရှာဖူးတွေ့ပူဇော်ခြင်းဖြစ်ရက်ကိုမှတ်တမ်းတင်ထားတာကိုကြည့်ရင်ဒီဖြစ်ရက်ဟာအတော်ကိုအရေးကြီးတဲ့ဖြစ်ရက်ဖြစ်ကြောင်းနားလည်နိုင်ပါတယ်ဒီနေရာမှာဖူးတွေ့ပူဇော်ဖို့အတွက်ပညာရှိတွေကိုယ်တိုင်တကူးတကလိုက်ရှာခဲ့ရတဲ့ယေရှုဖခင်ဟာဘယ်လိုပုံကိုမျိုးဖြစ်နိုင်မလဲဆိုတာကိုသင်ချင်းကြည့်ကြပါစို့အရင်ဆုံးအနေနဲ့တစုံတရာကိုကျွန်တော်တို့လိုက်ရှာတဲ့အခါကျွန်တော်တို့ရှာနေတဲ့အရာဟာတန်ဖိုးရှိတဲ့အရာအရေးကြီးတဲ့အရာအသုံးဝင်တဲ့အရာသာမဟုတ်ရင်ဘယ်သူကမှလိုက်ရှာကြမှာမဟုတ်ပါဘူးတကယ်တန်ဖိုးရှိပြီးအရေးလဲကြီးအသုံးလဲဝင်တဲ့အရာကိုပဲလူတွေလိုက်ရှာကြတာပါဒါကြောင့်ယေရှုဖခင်ကိုလိုက်ရှာကြတယ်ဆိုတာကတကယ်ကြီးမြတ်ပြီးဖူးတွေ့ဖို့ထိုက်တန်လွန်းလို့သာလိုက်ရှာကြခြင်းဖြစ်ကြောင်းနားလည်နိုင်ပါတယ်ဒုတိယအချက်အနေနဲ့လိုက်ရှာကြသူတွေကိုကြည့်ချင်းအားဖြင့်လဲလိုက်ရှာနေတဲ့အရာရဲ့အရေးပါမှုနဲ့တန်ဖိုးကိုမှန်းဆလို့ရပါတယ်ဒီနေရာမှာရှင်မသက်ဖော်ပြထားတဲ့လိုက်ရှာနေကြသူတွေဟာ
ရာဇဝတ်သားကိုလိုက်ရှာနေတဲ့ရဲတွေစုံတောက်တွေမဟုတ်တလို့ဈေးကွက်အသစ်ကိုလိုက်ရှာနေတဲ့ကုန်သည်တွေလည်းမဟုတ်ပါဘူးယေရှုဆိုတဲ့ရှင်ဘုရင်ကိုဖူးတွေ့ပူဇော်ဖို့လိုက်ရှာနေတဲ့ပညာရှိတွေပဲဖြစ်ပါတယ်တတိယအနေနဲ့ရှာတွေ့နိုင်ဖို့ဘလောက်ကြိုးစားအားထုတ်ခဲ့ကြတယ်လဲဆိုတာကိုကြည့်ချင်းအပြင်လဲသူတို့လိုက်ရှာနေသူရဲ့ကြီးမြတ်မှုကိုမှန်းဆနိုင်ပါတယ်မာကုပညာရှိတွေဟာတာဝန်အရာအလုတ်သဘောအရာဝိကြေတန်းချေလိုက်ရှာနေကြတာမဟုတ်ပါဘူးဒီရှာဖွေတွေ့ရှိရေးခရီးစဉ်ဟာခရီးဝေးကြီးတစ်ခုဖြစ်ပြီးအချိန်အများကြီးပေးရတဲ့ခရီးလည်းဖြစ်ပါတယ်ဒီခရီးဟာတရက်တစ်ပတ်နဲ့လွယ်လွယ်ပြီးသွားမဲ့ခရီးလည်းမဟုတ်လို့ပင်ပန်းလွန်းတဲ့ခရီးလည်းဖြစ်ပါတယ်နောက်ပြီးပညာရှိတွေဆိုတာလှုပ်เสียအခြားဘာကိစ္စမှမရှိအချိန်အားလက်နေလို့လိုက်ရှာနေကြတယ်လို့လည်းမထင်ပါဘူးသူတို့ကိုလိုအပ်နေတဲ့သူတွေသူတို့ကိုမျှော်လင့်နေတဲ့လုပ်ငန်းဆောင်တာတွေအများကြီးရှိနေနိုင်တဲ့ဂျားတွေကနောက်ပြီးဒီလိုအခက်ခဲတွေအများကြီးတဲကနေယေရှုဖခင်ကိုဖူးတွေ့ပူဇော်ဖို့လိုက်ရှာကြခြင်းကိုကြည်ချင်းအပြင်ယေရှုဖခင်ကိုရှာတွေ့ခြင်းဖူးတွေ့ပူဇော်ခွင့်ရခြင်းဟာသူတို့ဘဝအတွက်ဘလောက်တောင်အရေးပါတယ်လဲဘလောက်အရေးကြီးတယ်လဲဆိုတာကိုမှန်းဆလို့ရပါတယ်စတုတ္တအချက်အနေနဲ့မတူညီကွဲပြားတဲ့အရက်ဒေတာတစ်ခုစီကပညာရှိတွေဟာတူညီတဲ့သူတဦးတည်းကိုပဲလိုက်ရှာနေကြတာကိုကြည့်ချင်းအပြင်လိုက်ရှာခံရတဲ့ဒီပုဂ္ဂိုလ်ဟာဘလောက်အရေးပါတယ်လဲဆိုတာကိုမှန်းဆလို့ရပါတယ်မာကုပညာရှိတွေနဲ့ပတ်သက်ပြီးနောက်ခံသမိုင်းကြောင်းအချက်အလက်တွေကိုလေ့လာတဲ့အခါကျယ်လေ့လာခြင်းတက်ပညာကဘာဘလို့မှထင်ရှားတယ်သူတို့ယူလာတဲ့လက်စာပဏ္ဍာတွေထဲကလော်ဘန်ကတော့အာရဗ်ဒေသမှာထင်ရှားတယ်အစင်လာမှတ်တမ်းတွေအရဒီပညာရှိတွေဟာပါရှားအိန္ဒိယနဲ့အာရဗ်ကဖြစ်မယ်လို့မှန်းဆကြပါတယ်မှန်းဆချက်တွေဟာတစ်ခုနဲ့တစ်ခုတော့မတူကြပေမဲ့ဒီပညာရှိတွေဟာတနေရာတဲကအတူတူထွက်လာကြသူတွေမဖြစ်နိုင်ဘူးဆိုတဲ့အပိုင်းမှာတော့အားလုံးကတညီတညွတ်တည်းဖြစ်ကြတာတွေ့ရပါတယ်ဒီလိုမတူညီတဲ့နေရာအသေးသေးကပညာရှိတွေဟာအတူဆွေးနွေးတိုင်ပင်ခြင်းမရှိပါဘဲနဲ့လူတဦးတည်းကိုပဲတူညီစွာလိုက်ရှာနေကြတာကိုကြည့်ချင်းအပြင်သူတို့ရှာနေတဲ့ယေရှုဖခင်ဟာဘလောက်ထိကြီးမြတ်ပြီးအရေးပါသူဖြစ်မယ်ဆိုတာကိုမှန်းဆလို့ရပါတယ်ဆိုတော့ဒီအချက်တွေအားလုံးကကျွန်တော်တို့အတွက်ဘာအရေးကြီးတယ်လဲကျွန်တော်တို့နဲ့ဘယ်လိုသက်ဆိုင်တယ်လဲဆိုပြီးမေးစရာရှိပါတယ်ဘဝမှာဖခင်ကိုရှာဖွေတွေ့ရှိခြင်းလောက်အရေးကြီးတာဘာမှမရှိဘူးလို့ဒီအချက်တွေကဖော်ပြနေတာဖြစ်ပါတယ်ပညာရှိတွေရှာဖွေနေတဲ့ဒီယေရှုဖခင်ဟာလူမျိုးတစ်မျိုးဒေသတစ်ခုရဲ့ဖခင်မဟုတ်ဘူးလူသားတိုင်းဒေသတိုင်းယဉ်ကျေးမှုတိုင်းရဲ့ဖခင်ဖြစ်တယ်သူဟာကျွန်တော်တို့ဘဝတစ်ခုလုံးနဲ့ရှင်ပြီးတန်ဖိုးထားရမယ့်သူအရေးကြီးတဲ့သူဖြစ်တယ်နောက်ပြီးသူ့ကိုရှာဖွေတွေ့ရှိဖို့ဘလို့အဖိုးခကိုပဲပေးရထိုက်တန်တယ်ဆိုတာကိုဖော်ပြနေပါတယ်ဘာကြောင့်လဲဆိုရင်သူဟာကျွန်တော်တို့ကိုတန်ဖိုးထားလွန်ချစ်မြတ်နိုးလွန်းလို့ကျွန်တော်တို့နဲ့အတူအမြဲထာဝရရှိနိုင်ဖို့အတွက်ကြွဆင်းလာခဲ့တဲ့ဖခင်ဖြစ်လို့ပဲဖြစ်ပါတယ်ယေရှုဖခင်ကိုယ်တိုင်ကလည်းဇက်ခဲရဲ့အိမ်ကိုရောက်ခဲ့စဉ်ကပျောက်သောသူတွေကိုရှာပြီးကယ်တင်ဖို့ငါရောက်လာတာဖြစ်တယ်လို့ဆိုခဲ့ပါတယ်ကျွန်တော်တို့ကိုတန်ဖိုးထားလွန်းလို့သူလိုက်ရှာခဲ့တယ်လို့သူ့ရဲ့မေတ္တာကိုလည်းတန်ဖိုးထားလျက်တုံ့ပြန်ကြပါစို့လို့မေတ္တာဖြင့်ဝေမျှလိုက်ပါတယ်ဖခင်ရှင်ကောင်းချီးပေးပါစေအာမင်